ဒီလူကကိုပြောက်လူသားတယောက်လိုလူကြားထဲမှာမထင်ပေါ်တဲ့လူပေါ့သူ့ကိုဘသူကမှစကားမပြောချင်ကြသလိုသူရှိနေတာကိုလည်းဘသူကမှသတိမထားမိကြပါဘူးတချို့သူ့လုပ်ဖို့ဂိုင်ဘက်တွေဆိုသူ့နာမည်ကိုတောင်မသိကြပါဘူးသူကတော့ဒမ်ချိုင်မှာနာမည်ကြီးထိုင်းကုမ္ပဏီက ID သမားလေးတယောက်ပေါ့သူနဲ့ဘသူမှအခေါ်ပြောအဆက်ဆံမလုပ်ချင်ကြပေမဲ့သူတို့ရဲ့ကွန်ပျူတာတွေတစ်ခုခုဖြစ်ပြီးဆိုရင်တော့သူ့စီကိုပဲအပြေးလွှားရောက်လာကြပါတယ်အချိန်ပိုဆင်းရမယ်ဆိုရင်လည်းရုံးမှနောက်ဆုံးကြံခဲ့တဲ့သူကအမြဲတမ်းသူပါပဲသူ့ကိုလိုသုံးလိုပဲသဘောထားပြီးအပေါ်ရန်ချိုသာပြနေတဲ့သူတွေကိုဒမ်ချိုင်ကိုယ်တိုင်လည်းတိတ်ပြီးတော့အထင်မကြီးပါဘူးဒီလိုနဲ့တရက်မှာသူ့ဖုန်းထဲမှာ message တစ်စောင်ဝင်လာခဲ့ပါတယ်ကျောင်းနေဘက်မင်္ဂလိချောချောလေးတဦးကဆက်သွယ်လာခဲ့တာပါတစ်ဖက်သူရဲ့ရွေချက်ကိုမသိပေမဲ့ဒမ်ချိုင်စိတ်လှရှားပြီးသူမနဲ့တွားတွေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်တွေ့ချင်းတရင်တနီနှုတ်ဆက်တဲ့မင်္ဂလိကြောင့်ဒမ်ချိုင်မှအံ့ဩသွားခဲ့ရပါတယ်ကျောင်းလုံးကတောင်အဲ့ဒီမင်္ဂလိနဲ့သူကအဲ့ဒီလောက်ကြီးရင်းနှီးခဲ့တာမဟုတ်ပါဘူးခဏနေတော့ဒမ်ချိုင်သူ့အိမ်သူစကင်ကဲဘူးတွေအစုံသေးပြီးပြန်လာခဲ့ပါတယ်သူနဲ့တွေ့ခဲ့တဲ့မင်္ဂလိကသူ့ကိုလက်ဆောင်ပေးလိုက်တာမဟုတ်ပါဘူးတကယ်တော့အဲ့ဒီမင်္ဂလိကအယောင်းဝန်ထမ်းတူဖြစ်ပြီးသူ့ကုန်ပစ္စည်းတွေကိုရောင်းစရာလူမကြံတော့လို့ဒမ်ချိုင်စီကိုပါတကူးတကဆွတ်သွယ်ပြီးရောင်းလာတာပါအဲ့ဒီချိန်ကစပြီးဒမ်ချိုင်လဲလူတွေကိုပြန်ပြီးတော့စိတ်ကုံသွားတာကြောင့်ဘသူ့ကိုမှစကားကောင်းကောင်းမပြောတော့ပါဘူးလှုပ်ဖို့ကင်ဘက်တည်းရဲ့ကွန်ပျူတာပြတ်နေရင်တောင်အတန်တိတ်ပဲသွားပြင်ပေးလိုက်ပြီးတခြားဘယ်ကိစ္စကိုမှစေတနာထားပြီးမရှင်းပြတော့ပါဘူးဒါပေမဲ့သူ့ရဲ့တည်ငြိမ်နေတဲ့စိတ်ကိုလာပြီးလှုပ်ခတ်တဲ့မင်္ဂလိတယောက်ထွက်ပေါ်လာပါတယ်အဲ့ဒီလူကတော့ဒမ်ချိုင်တို့အစားအသောက်ကုမ္ပဏီကအယောင်းဝန်ထမ်းအသစ်လေးနူဝီပါပဲနူဝီကတော့ဒမ်ချိုင်နဲ့လုံးဝဆက်ကျင်ပတ်ပါပဲအမြဲပြုံးနေတတ်ပြီးလူတွေနဲ့လည်းတဲ့အောင်ပေါင်းနိုင်တယ်အလုံးဝင်တာမကြသေးတာတောင်ရုံးမဆိုသူမကိုမသိတဲ့သူကမရှိသလောက်ပါပဲသူမရဲ့ကွန်ပျူတာစစ်ချိုရင်းနေတာကနေစလို့ဒမ်ချိုင်နဲ့သူမနဲ့ဆုံတွေ့ခဲ့တာပါလူတွေပေါ်ဖော်ဖော်ရွေဆက်ဆံတတ်တဲ့နူဝီကဒမ်ချိုင်ပေါ်ကိုလည်းအလေးထားပြီးကျေးဇူးတင်ခဲ့ပါတယ်ဒမ်ချိုင်ရှင်းပြသမျှစကလုံးတိုင်းကိုတေချာနားထောင်ပေးခဲ့ပါတယ်တော်ရုံလူမသိတဲ့ဒမ်ချိုင်ရဲ့နာမည်ကိုတောင်သူမကအခုတ်တရနဲ့အမှတ်ထားပေးခဲ့တာပါဒီတော့အချစ်ကိုတခါမှမထွေးတည်ဘူးတဲ့ဒမ်ချိုင်တယောက်ချက်ချင်းရင်ခုန်သွားပြီးနူဝီကိုတိတ်တခိုးလေးချစ်မိတော့တာပါပဲသူရဲ့တနေ့တာအလုပ်တွေမှာအားရင်အားသလိုနျူဝီကိုဒစိမ့်စိမ့်ငေးကြည့်ဖို့ကမပါမဖြစ်ထိတ်ဆုံးကနေပါလာပြီးနျူဝီကွန်ပျူတာကိုဟက်ပြီးသူမစော့နေကြဂိမ်းကိုအမြင်နိုင်အောင်ကူပေးပါတယ်နျူဝီနားထောင်ခြင်းတဲ့တခြင်းတွေကိုရေမြေဆုံးထိလိုက်ရှာပြီးသူမရဲ့ကွန်ပျူတာတွေကိုတိတ်တိတ်လေးတွားထည့်ပေးပါတယ်အားရင်အားသလိုသူမရဲ့ရှုပ်ပွက်နေတဲ့အလုပ်စပွဲကိုပါတွားပြီးတော့ရှင်းပေးတတ်သေးတာပါရုတ်တရက်ဖြစ်လာတဲ့ဒီအရာအလုံးကိုနျူဝီကတော့ကံကောင်းမှုလို့ပဲထင်ထားတာပေါ့ဒီဂယူးဆိုင်မှုတွေရဲ့နောက်ကွယ်မှာဒမ်ချိုင်ရှိနေတာကိုတော့လုံးဝမသိခဲ့ပါဘူးနောက်ပြီးဒမ်ချိုင်လိုပဲနျူဝီမှာလည်းတိတ်ချရတဲ့သူတယောက်ရှိနေပါတယ်အဲ့ဒီလူကတော့ဒီကုမ္ပဏီကြီးရဲ့ဥက္ကဋ္ဌပေါ့သူတို့နှစ်ယောက်ကိုအလုပ်ထဲမှာအမြဲတပူးတွေ့နေရတယ်လို့ရုံးရဲ့အပြင်မှာချင်းတွေ့တာကိုလည်းမကြာခဏတွေ့ရတတ်ပါတယ်ဒမ်ချိုင်ကတော့နျူဝီမှာရီးစားရှိနေတာတောင်တိတ်တခိုးလေးဆက်ချစ်မိနေတော့မှာပဲရှေ့လည်းမတိုးသလိုနောက်လည်းမဆုတ်ပဲအရင်အတိုင်းညူဝီသတိထားမိအောင်အဆဆရရဂယုစိုက်ပေးနေတာပေါ့ပို့ပြီးတော့ရင်နာစရာကောင်းတာကညူဝီရဲ့ရီစာတော့မှာမိမရောကလေးပါရှိနေတာပါပဲဟုတ်ပါတယ်သူ့အမျက်တနိုးချစ်ရတဲ့မိန်းကလေးကအိမ်အောင်ရှိယောက်ျားတစ်ယောက်ရဲ့တိတ်တိတ်ပုံမရဖြစ်နေတာပါတရုံလုံးကလူတွေကနျူဝီရဲ့နောက်ကွယ်မှာမကောင်းတဲ့အကြောင်းတွေအတင်းဖြစ်နေပြောနေတဲ့အချိန်မှာဒမ်ချိုင်ကတော့တစ်ချိန်လုံးနျူဝီတက်ပဲစိတ်ပူပြီးနေခဲ့တာပေါ့တရက်မှာတော့ရုံးမှာပါတီဝဲတစ်ခုလုပ်ရင်ဥက္ကဋ္ဌဖြစ်တဲ့ top ကကြေညာချက်တစ်ခုထုတ်လာပါတယ်နှစ်ကုန်ဘောနဲ့အနေနဲ့တရုံလုံးကိုဂျပန်နိုင်ငံကဟိုဂိုင်ဒိုမြို့စီအပျော်ခီးပို့မယ်ဆိုတဲ့ကြေညာချက်ပေါ့တကယ်တော့သူကဒီခီးကိုနျူဝီအတွက်လိုက်ပို့ပေးတာပါဂျပန်ကနှင်းပွဲတော်ကိုတွားရဖို့ဆိုတာနူဝီတလျှောက်လုံးမက်ခဲ့ရတဲ့အိမ်မက်ပါပဲနှင်းပွဲတော်ကိုရောက်ရင်ဘာတွေလုပ်မလဲဆိုတာကိုပါသူမကစိတ်ရင်းလှုပ်ထားပြီးစိတ်ကူးယဉ်နေခဲ့တာပါဒီလိုနဲ့သူတို့တွေဟိုခိုင်ဒိုမြို့စီအပျော်ခီးထွက်ခဲ့ကြပါပြီနှင်းပုံနေကြားမှာချေရတဲ့သူနဲ့အတူတူကစားရလို့ပျော်နေတဲ့ညူဝီကိုဒမ်ချိုင်ကတော့ရင်နာနာနဲ့ပဲအဝေးကနေငေးကြည့်နေခဲ့ရပါတယ်သူကြည့်နေတော့ top ကညူဝီကိုလက်ထပ်ခွင့်တောင်းနေတာကိုပါကြားလိုက်ရပါတယ်ပြန်ရောက်တာနဲ့သူဇနီးနဲ့ကွာရှင်းပြီးညူဝီကိုတရားဝင်လက်ထပ်မယ်ဆိုတဲ့ဂရိပေးနေခဲ့တာပေါ့ဒါပေမဲ့အဲ့ဒီဂရီဟာရှာယုံမရှိတဲ့စကားတခွန်းဆိုတာထက်တော့မပိုခဲ့ပါဘူးဘသူမှမထင်ထားတဲ့အချိန်မှာပဲ top ရဲ့တရားဝင်ဇနီးနဲ့ကလေးကပါသူတို့စီကိုလိုက်လေကြပါတယ်အဲ့ဒီအချိန်မှာညူဝီအတွက်ကဘာပြက်တယ်လို့ပါပဲသူမချစ်ရတဲ့သူကိုမစွန့်လွတ်နိုင်သလိုတစ်ဖက်မှာလည်းသူတစ်ပါးတာယာပျော်ရွှင်နေရတဲ့အိမ်အောင်ရင်းလေးကိုလည်းဖျက်ဆီးမိမယ်ဆိုတဲ့အပြစ်ရှိစိတ်ရှိနေပါတယ်အတ္တနဲ့အပြစ်ရှိစိတ်ကလွန်ဆွဲနေတဲ့အခါသူမခမညာဘာဆက်လို့လွတ်ရမှန်းမသိလမ်းပြောင်းနေခဲ့ရပါပြီပိုဆိုးတာကတရားဝင်ဇနီးကသူမမှာနောက်ထပ်ကိုဝင်ရှိနေပြီဆိုတဲ့သတင်းကိုပါတင်လာခဲ့တာပါ
တော့ကသူမကိုလက်ထပ်ဖို့အတွက်နဲ့ကိုဝင်ရှိနေခဲ့တဲ့ဇနီးကိုပါကွာရှင်းမယ်ဆိုတာကိုလည်းနျူဝီကတိချာတည်သွားခဲ့ရပါပြီ။နျူဝီအခုလိုနာကျင်ခံစားနေရတာကိုအဝိတနေရာကနေကြည့်ပြီးထက်တူခံစားနေရတာကတော့ဒမ်ချိုင်မှာပဲဖြစ်နိုင်ရင်သူနျူဝီကိုတွားပြီးနှစ်သိမ့်ပေးလိုက်ခြင်းပေမဲ့နျူဝီရှက်သွားမှစိုးတာရောသူကိုယ်တိုင်ကရောတတိမရှိတာရောကြောင့်မလုံနိုင်ခဲ့ပါဘူး။ဒါပေမဲ့ထော့ပြရဲ့ဇနီးနဲ့နျူဝီတို့ထိတ်တိုက်မတွေ့အောင်တော့သူကဂျားကနေမစီမဆိုင်ကူညီပေးခဲ့ပါသေးတယ်။အဲ့ဒီကြားတဲ့အခြေအေးတစ်ခုအတွက်ဆူတောင်းပြည့်တယ်ဆိုတဲ့ခေါင်းလောင်းကြီးစီကိုတွားပြီးဆူတောင်းခဲ့ပါသေးတယ်။တရက်လောက်ပဲဖြစ်ဖြစ်နျူဝီရဲ့ရီးစားအနေနဲ့အနားမှာနေခွင့်ရဖို့ပေါ့။နောက်ရက်မှာထောက်ကသူ့မိသားစုနဲ့သူထိုဂျိုကိုလဲပတ်ဖို့ထောက်သွားခဲ့တာကြောင့်ရုံးရင်အပျော်ခီးကလည်းပြီးဆုံးသွားခဲ့ပါပြီ။လွတ်ဖို့ကင်ဘက်တွေအားလုံးထိုင်းကိုပြန်သွားကြတဲ့အချိန်မှာစိတ်တကြနေတဲ့နျူဝီနဲ့နျူဝီကိုစိတ်မချတဲ့ဒမ်ချိုင်းတို့နှစ်ဦးပဲကြံခဲ့ပါတော့တယ်။အရင်ကဂျပန်ကိုရောက်ရင်ဘာရီစားမယ်ဘယ်ရီသွားမယ်ဆိုပြီးစရင်လုံထားတဲ့စာရွက်ကိုဖျဲပြီးတဲ့နောက်မှာနျူဝီကတယောက်တည်းနှင်းလျှောစီးဖို့ထောက်သွားခဲ့ပါတယ်။တောင်ဆောင်ပေါ်မှာရက်ရင်အောက်ကိုမျက်ရည်အပြည့်နဲ့ငုံကြည့်ပြီးတချိန်တို့ရှော့ဆင်းသွားခဲ့ပါတယ်။နျူဝီကကြံရမရတဲ့အစုံပြန်လန်းမခဲ့တဲ့ထွက်ပေါက်ကိုရွေးချယ်လိုက်တာပါ။အဲ့ဒီအချိန်မှာစိတ်ပူပြီးအနောက်ကတောက်လျှောက်လိုက်လာခဲ့တဲ့ဒမ်ချိုင်ကလည်းနျူဝီကိုနေရာနဲ့လိုက်ရှာပါတော့တယ်။ကိုယ်တိုင်ကနှင်းလျှော့မစီးတတ်တော့ခဏခဏချော်လေးပြီးမျက်မှန်မှာကျိုးတဲ့အထိပါပဲ။နှင်းလျှောစီးတဲ့နေရာကလုံခြုံရေးတွေနဲ့တရက်ခန့်နေပါကူရှာပေးခဲ့ပေမဲ့တနေ့လုံးနျူဝီကိုလုံးဝရှာမတွေ့ခဲ့ပါဘူး။ညနေနဲ့နှင်းမိုးတဲနေတဲ့အချိန်မှာပဲနှင်းပုံထဲမှာသတိမိနေတဲ့နျူဝီကိုပြန်တွေ့သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာအနီနာကဆူတောင်းပြေခေါင်းလောင်းကြီးကလေပြင်းကြောင့်သူ့ဘာသာသူလှုပ်ပြီးခေါင်းလောင်းနေမြည်နေခဲ့ပါတယ်။နောက်တစ်နေ့နျူဝီစေးုံပေါ်နိုးလာတော့လွန်ခဲ့တဲ့၄နှစ်ကကိစ္စတွေအကုန်လုံးမေ့သွားခဲ့ပါတယ်။သူမကစားတော့ကုမ္ပဏီမှာအလုပ်ဝင်နေတဲ့ဆိုတာကိုရောဂျပန်ကိုအပျော်ခီးထွက်နေတဲ့ဆိုတာကိုရောနောက်ပြီးဒမ်ချိုင်းကိုရောပေါ့ဘာကြောင်းကြောင့်လဲမသိကြပေမဲ့သူမကယာယီအတိတ်မိသွားတာပါအဲ့ဒီတရက်အတွင်းမှာလွန်ခဲ့တဲ့၄နှစ်ကကိစ္စလုံးဝသတိရတော့မှာမဟုတ်ပါဘူးဒါပေမဲ့မနေ့ပြန်ရောက်သွားရင်တော့မှတ်ညံဒီအားလုံးကသူ့လိုပြန်ကောင်းသွားမှာပါတခုရှိတာကအတိတ်မိနေတဲ့ဒီတရက်တာအတွင်းမှာဖြစ်ခဲ့သမျှတွေကိုတော့လုံးဝမှတ်မိတော့မှာမဟုတ်ပါဘူးဒမ်ချိုင်တယောက်ခေါင်းလောင်းကြီးနဲ့သူ့ရဲ့ဆူတောင်းကိုချက်ချင်းသတိရသွားပြီးဒါဟာသူ့အတွက်အခွင့်အရေးတစ်ခုလို့တန်းသိလိုက်ပါတယ်ဒါကြောင့်သူဟာနျူရီကိုသူတို့နှစ်ယောက်ကချစ်သူတွေဆိုပြီးဂျင်းထဲကိုကြိုးစားပါရတယ်။ဦးလေလေနဲ့ပုံတုံးတုံးသူကိုကြည့်ပြီးနျူရီကလည်းတခြားဘောက်ကိုမယုံဘောဘလောက်ပဲအတိတ်မိသွားတယ်ပြောတက်တည်ဆိုတာအတူတူတွဲရိုက်ထားတဲ့ဓပုံဆိုတာတောင်မရှိတာကိုသူမကဘလို့လုပ်ပြီးယုံပါလဲ။ဒါနဲ့နျူရီကသူမရဲ့အမေကိုဖုံးဆက်ပြီးလှမ်းပြီးတော့အတီးပြပါတယ်။သူမရဲ့အမေကလည်းသူမကတော့ခေါ်တဲ့ရီးစားနဲ့ဂျပန်ကနှင်းပွဲတော်ကိုအလဲသွားတာမှန်နဲ့ဆိုပြီးအတီးပြပေးလိုက်ပါတယ်။ကန်ဆိုးတာကနျူရီဟာတော့ရဲ့တိတ်ပုံအစင်ပဲရှိတာကြောင့်တော့ကိုသူ့မိဘတွေနဲ့မိတ်ဆက်မပေးဘူးတလို့သူ့မိဘတွေကလည်းတော့ကိုဘလို့ပုံစံလဲဆိုတာတောင်မသိကြပါဘူး။ဒါကိုထပ်ပြီးအခွင့်ကောင်းယူပြီးဒမ်ချိုင်ကသူ့ကိုယ်သူတော့ဆိုပြီးလိန်လိုက်ပြန်ပါတယ်။နျူရီကိုပဲတစ်ချိန်လုံးတိတ်တခိုးလေးငေးမောနေတဲ့သူအတွက်သူ့ရဲ့အားသာချက်ကနျူရီအကြောင်းကိုအကုန်သိနေတာပါပဲ။ဘလို့မေသူမအကြောင်းအကုန်သိနေတာဆိုတော့နျူဝီလည်းသူတို့နှစ်ယောက်ကချစ်သူတွေဆိုတာကိုလက်မခံချင်ပဲလက်ခံလိုက်ရပါတော့။အဲ့ဒီအချိန်မှာဒမ်ချိုင်ကနျူဝီကိုအဖော်ပြပေးပြီးစင်းရင်းထဲကအတိုင်းအတူတူလိုက်လေပေးဖို့ကြိုးစားပါတော့။ဒါပေမဲ့နျူဝီနီနဲ့ဒမ်ချိုင်လိုလူကိုရီးစားတော်ထားရတယ်ဆိုတဲ့အချက်ကတည်းကလမ်းစရာကောင်းနေတာမလို့စေယုံကချက်ချင်းဆင်းတဲ့အချိန်မှာပဲရှောက်လေဖို့အတွက်ကစိတ်ကပါမနေခဲ့ပါဘူး။တစ်ဖက်မှာတော့ဒမ်ချိုင်အတွက်နျူဝီနားမှာနေခွင့်ရဖို့ဆိုတာကဒီတရက်ပဲရှိတာပါ။ဒါကြောင့်သဘောထားမတိုက်ဆိုင်တော့ပဲနှစ်ယောက်သားအခြေအနေတင်းမာလာခဲ့ကြပါတော့တယ်။အဲ့ဒီအချိန်မှာနျူဝီကမယူရဲပဲဒမ်ချိုင်ကိုနာကျင်စီမဲ့စကားတွေပြောမိသွားပါတယ်။ဒမ်ချိုင်လည်းဝမ်းနေသွားပြီးချက်ချင်းပဲထွက်သွားခဲ့ပါတော့တယ်။တီမာအိုတောင်မကြောက်တဲ့အတိုင်းလမ်းပေါ်မှာကားတွေလာနေတာတောင်ငူငူငောင်ငောင်နဲ့လမ်းဖြတ်ကူးပြသွားပါသေးတယ်။အဲ့ဒီအချိန်မှာနျူဝီလည်းအားနာသွားသလိုနောင်တလည်းရသွားပါတယ်။ဒါပေမဲ့မကြခင်မှာပဲဒမ်ချိုင်ကဘာမှမဖြစ်သလိုပုံနဲ့ပြန်လာပြီးနျူဝီစားခြင်းနဲ့စားတော့ဆိုင်ကဒီနားမှာရှိတယ်ဆိုပြီးပြန်လာခေါ်ပါတယ်။ဒီတစ်ခါမှာတော့နျူဝီလည်းအားနာသွားပြီးတော့မငင်းတော့ပါဘူး။ဒီလိုနဲ့သူတို့နှစ်ယောက်တနေ့လုံးနျူဝီစီးရင်တွေကနေရာတွေကိုရှောက်လေပတ်ကြပါတော့။ဒါပေမဲ့နောက်တစ်နေ့နျူဝီတတိယသွားတဲ့အခါသူ့เจ้าနေပေါ်သားမှဆိုလို့ဒမ်ချိုင်ကဓာတ်ပုံတော့ရိုက်ခွင့်မပြုခဲ့ပါဘူး။သွားရင်လာရင်တယောက်เจ้าတယောက်တော့ပြောပြကြပါတယ်။ဒမ်ချိုင်ကနျူဝီကိုဘလို့တိတ်တခိုးဂယူးဆိုင်ခဲ့တယ်ဆိုတာကိုဝန်ခံတယ်လို့နျူဝီကလည်းသူမရဲ့အိမ်မက်ဒီကိုပြောပြပါတယ်။တကယ်တော့သူမကအသက်30မပြည့်ခင်အိမ်အောင်ပြုတ်ပြီးကလေးတွေနဲ့အတူတူမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေနေတာပါအခုချိန်မှာသူမကအသက်က28နှစ်တောင်ရှိနေပါပြီအဲ့ဒီအချိန်မှာပဲတကယ်အမှန်တရားကိုသိနေတဲ့ဒမ်ချိုင်ကစိတ်မကောင်းဖြစ်သွားရပြန်ပါတယ်တကယ်တော့နျူဝီကသူမကိုဘယ်တော့မှတရားဝင်လက်ထပ်ယူမှာမဟုတ်တဲ့ယောက်ျားတစ်ယောက်အတွက်နဲ့သူမရဲ့အချိန်တွေရောချစ်ချင်းမြတ်တာကိုရောဖြုံးတီးပြစ်နေခဲ့တာပါနျူဝီအတွက်စိတ်မကောင်းဖြစ်သွားရတာကြောင့်ဒီနေ့တရက်တော့နျူဝီပျော်နေအောင်ထားမယ်လို့ဆုံးဖြတ်လိုက်ပါရယ်သူ
သူတို့တွေနေရာစုံရှောက်လဲပြီးတဲ့အချိန်မှာစီးရင်ထဲမှာကျန်တာကတစ်ခုပဲရှိပါတော့တယ်အဲ့ဒါကဂျပန်ရဲ့အထင်ကြီးကနှင်းပွဲတော်ပဲပေါ့ပြီးတော့အဲ့ဒီနေ့ကနှင်းပွဲတော်ရဲ့နောက်ဆုံးရက်ပါပဲသူတို့တွေမရောက်ရအောင်သွားမယ်လို့စိတ်ပိုင်းဖြတ်ပြီးဘူတိုင်အောင်ကိုရောက်သွားတဲ့အချိန်မှာနှင်းမုန်တိုင်းကျလာလို့ယထာတွေကမထွက်နိုင်တော့ပါဘူးနှင်းပွဲတော်ကိုသွားဖို့ကနျူဝီရဲ့အဓိကအိမ်မက်ဖြစ်တာကြောင့်သူမကိုပို့မပေးနိုင်မှာဆိုပြီးဒမ်ချိုင်လဲစိတ်ညစ်သွားရပါတယ်မုန်တိုင်းကတော်တော်ပြင်းနေတာကြောင့်နောက်ဆုံးမှာဘူတိုင်အောင်တွေကစတိုးဆိုင်လေးမှာခဏစောင့်မှုပဲရှိပါတော့တယ်အဲ့ဒီချိန်မှာနျူဝီကသူတို့နှစ်ယောက်ဘလို့ဖြစ်ပြီးချစ်သူတွေဖြစ်လာကြတာလေလို့မေးပါတယ်နောက်ပြီးသူမကိုပြန်ပြီးချေးဆိုဖို့ခိုင်းပါတယ်တတိကဒမ်ချိုင်ကတော့အစာပိုင်းမှာကပောက်တိကပောက်ချာနဲ့ဘလူမကိုချေးမဆူနိုင်ခဲ့ပါဘူးဒါပေမဲ့နောက်ဆုံးမှာစကလုံးလှလှတွေစာသူ့ရင်ထဲကခန်းစားချက်အမှန်တွေကိုအမှန်ကန်ကိုထုတ်ပြောခဲ့ပါတယ်နှစ်စဉ်နှစ်တိုင်းအေဗရက်တောင်ကိုတက်ပြီးတည်သွားကြတဲ့သူတွေကတော့အများကြီးပါဒါပေမဲ့နောက်နှစ်မှာတီမာကိုမကြောက်ပဲအေဗရက်တောင်တက်တဲ့သူတွေရှိနေတော့မှာပဲဘာဖြစ်လို့လဲဆိုတော့လူတွေဟာသူတို့မျက်နှာရတဲ့အရာတွေဆိုရင်ဘလောက်ပဲပင်ပန်းခက်ခဲနေပါစေခေါင်းမာနဲ့ဆက်လုပ်ချင်ကြတဲ့သူတွေကြီးပဲမလို့ပေါ့အဲ့ဒီလိုပဲနျူဝီကိုတစ်ချိန်လုံးငေးကြည့်ပြီးချစ်ခဲ့ရတာကနာကျင်ရတယ်ဆိုပေမဲ့သူချစ်မြတ်နိုးရတဲ့သူမကိုဘလို့နီးနဲ့မှလက်မလျှော့နိုင်ခဲ့ပါဘူးဘလောက်ပင်နာကျင်ရပါစေအဝေးကငေးကြည့်ုံနေနဲ့လည်းအဆင်ပြေပါတယ်ဒမ်ချိုင်နဲ့တရက်တာအတူဖြတ်တန်းပြီးတဲ့နောက်မှာနျူဝီကလည်းမထင်မှတ်ပဲတကယ်ချစ်မိသွားခဲ့ပါပြီဒမ်ချိုင်ရဲ့ရိုးသားတဲ့ချစ်ချင်းမြတ်တာတွေကသူမကိုတကယ်လုံးချုံနေထွေးစေပြီးပျော်ရွှင်စေတယ်ဆိုတာကိုလည်းသိသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲနှင်းမုန်တိုင်းရက်သွားလို့ယထာတွေပြန်ထွက်လို့ရသွားပါပြီသူတို့တွေစီးရင်တွေကနောက်ဆုံးကြံတဲ့နှင်းပွဲတော်ကိုတွားပြီးပျော်ပျော်ရွှင်ရွှင်လက်ပတ်ခဲ့ကြပါတယ်ဟိုတယ်ကိုပြန်တဲ့လမ်းမှာဖះเจ้าလေးတစ်ခုတွေ့တော့ဒမ်ချိုင်ကနျူဝီကိုဖះเจ้าနဲ့ဆွဲခေါ်သွားပါတယ်သူကနျူဝီကိုလက်ထက်ရအောင်လို့ပြောလိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အသက်30မတိုင်ခင်အိမ်အောင်ပြုကျင်နေဆိုတဲ့နျူဝီရဲ့အိမ်မက်ကိုပြန်ပြီးသတိရသွားခဲ့လို့ပါပဲလက်စစ်မဝယ်လာခဲ့တဲ့အတွက်ကလေးတွေစားတဲ့မုံအဝိုင်းပုံစံလေးကိုလက်စစ်လိုသုံးပြီးနျူဝီရဲ့လက်မှာဆွဲပေးလိုက်ပါတယ်နျူဝီကလည်းမုံဝိုင်းလေးနဲ့ဒမ်ချိုင်ရဲ့လက်မှာပြန်ဆွပေးလိုက်ပါတယ်အပျော်တမ်းပဲလက်ထက်ကြတယ်ဆိုပေမဲ့ဒီနေ့တနေ့တာလုံးကနျူဝီအတွက်ဘဝမှာအပျော်ရွှင်ဆုံးနေပါပဲသူမအရန်ချစ်ပေးတဲ့သူနဲ့သူမတစ်ချိန်လုံးသွာလာလဲပတ်ချင်ခဲ့တဲ့နေရာတွေကိုအတူတူသွားခွင့်ရခဲ့ပါတယ်ဒါပေမဲ့ဟိုတယ်ကိုပြန်ရောက်တဲ့အချိန်မှာတကယ်ပြဿနာစပါပြီနျူဝီကဒမ်ချိုင်ကိုသူမရဲ့ရီးစားလို့တကယ်ယုံသွားတဲ့အတွက်သူမနဲ့အတူတူနေဖို့ဖိတ်ခေါ်လိုက်ပါတယ်ဒမ်ချိုင်ကတော့ဘလို့ပဲအတ္တကြီးပြီးနျူဝီကိုတရလုံးလုံးလိန်လည်ခဲ့တယ်ပဲပြောဒီအဆင့်ထိအခွင့်ကောင်းယူဖို့တော့မတွေးထားခဲ့ပါဘူးဒါကြောင့်အဖြစ်မှန်တွေအားလုံးကိုဝန်ခံလိုက်ပါတယ်နျူဝီလည်းအမှန်တရားကိုတည်သွားတော့ရှက်တာရောဒေါသထွက်တာရောပေါင်းပြီးပောက်ကွဲသွားပါတော့ဒမ်ချိုင်ကိုအခန်းပြင်နှင်ထုတ်ပြီးသူမကတော့ဖုန်းထဲကသူမရဲ့တကယ်ရည်စားထော့ပြက်အကြောင်းကိုလိုက်ရှာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူမပူပြီးနာကျင်စီတာကသူမဟာအိမ်အောင်ရှိယောက်ျားတစ်ယောက်ရဲ့တိတ်တိတ်ပုံမရဖြစ်နေတယ်ဆိုတဲ့အချက်ပါပဲ။တီတီရဲ့နဲ့ကိုအမားကိုဆက်ကျူးလွန်ပြီးသူမတစ်ယောက်တည်းရဲ့အတ္တတွေအတွက်နဲ့သူများရဲ့အိမ်အောင်ရေးကိုပြိုကွဲစီဖို့အထိမျှော်လင့်နေခဲ့တာပါ။ဒါကိုမယုံနိုင်တာကြောင့်သူမကဒမ်ချိုင်ကိုသွားရှာပြီးထော့နဲ့သူမရဲ့အကြောင်းကိုထပ်ပြီးမေးပါတယ်။ဒမ်ချိုင်လည်းဆက်ညင်းမနေတော့ပဲဝန်ခံလိုက်ပါတော့သူမချက်ချင်းပဲ top ဆိုတဲ့လူကိုလမ်းခွဲရအောင်ဆိုပြီး message ပို့လိုက်ပြီးဒမ်ချိုင်ကိုတော့သူမရဲ့တကယ်ရေးစားအဖြစ်ဆက်နေပြီလို့ပြောလိုက်ပါတယ်ဒီတရက်တာအတွင်းမှာဒမ်ချိုင်ရဲ့အချစ်ကိုမြင်ခဲ့ရတယ်လို့သူမကိုယ်တိုင်လည်းဒမ်ချိုင်ကိုတကယ်ချစ်မိသွားခဲ့ပါတယ်ဒါကြောင့်ဒီနေ့ကိစ္စတွေအားလုံးကိုမနေ့ဖြန်သူမကိုနိုးလာတာနဲ့မေ့သွားမယ်ဆိုရင်တောင်သူမကိုလာတွေ့ပြီးအဲ့ဒီနေ့ကအကြောင်းတွေကိုပြပြပြီးတောင်းဆိုလိုက်ပါတယ်ဒါပေမဲ့မထင်မှတ်ထားတာကတော့ဒမ်ချိုင်ကညင်းလိုက်ပါတယ်မနှက်ဖြန်အလုံးတတိယသွားတာနဲ့နျူဝီရဲ့နှလုံးသားကပါပြောင်းလဲသွားမယ်ဆိုတာကိုသူကတေချာကိုသိနေခဲ့တာပါသူ့ကိုသူမရဲ့ရီးစားအဖြစ်နျူဝီကလုံးဝလက်ခံနိုင်မှာမဟုတ်ပါဘူးတကယ်တော့သူကတစ်ချိန်လုံးခံစားချက်တွေကိုမဖြင်ပြောရဲတဲ့သူမဟုတ်ပါဘူးကုမ္ပဏီရဲ့ပါတီဝဲညမှာသူနျူဝီကိုအကုန်ဖွင့်ပြောခဲ့ပူးပါတယ်ဒါပေမဲ့နျူဝီစီကပြန်ရလိုက်တာကအထင်သေးသလိုအကြည့်တွေနဲ့ခက်စိမ့်စိမ့်စကားတွေပါပဲနောက်ရက်ဒီမှာတောင်နျူဝီကသူနဲ့မတွေ့အောင်ဇက်တိုက်ကိုရှောင်နေတော့တာပါဒါပေမဲ့အတိတ်မိနေတဲ့နျူဝီကတော့လုံးဝကိုလက်မခံပါဘူးမနေ့ဖြန်သူမနိုးလာတာနဲ့ဒမ်ချိုင်ကသူမကိုဘာမှလာမပြောရင်တောင်သူမဘာသာသူမသိအောင်ဆိုပြီးဗီဒီယိုရိုက်ထားလိုက်ပါတယ်နောက်တစ်နေ့မနေ့မှာနျူဝီတယောက်တည်းနိုးလာပါတယ်သူမရဲ့လက်သွေးမှာမုံဝိုင်းလေးတစ်ခုစစ်ထားတာကိုတွေ့တော့ကြောင်သွားတာပေါ့မနေ့ကသူမစေးရုံရောက်သွားခဲ့တာကိုရောဒမ်ချိုင်းနဲ့အတူတူလက်ပတ်ခဲ့တာကိုရောနောက်ပြီးနှင်းပွဲတော်ကိုသွားခဲ့တာတွေရောအကုန်မိသွားခဲ့ပါတယ်ဘာမှကိုမမိတာကြောင့်တယောက်တည်းပဲထိုင်းကိုဦးလေလေနဲ့ပြန်လာခဲ့ပါတယ်top ကတော့နျူဝီနဲ့လမ်းမခွဲကျင်တာကြောင့်ဖုန်းနေဆက်ပြီးပြောလာပါတယ်ဒါပေမဲ့နျူဝီကတော့မန်နေဂျာက top ကိုလမ်းခွဲမယ်ဆိုပြီးပို့လိုက်မိတာကိုတောင်သတိမရတော့ပါဘူးအဲ့ဒီအချိန်မှာဒမ်ချိုင်ကလည်းသူမမသိအောင်အနောက်ကနေတကောက်ကောက်လိုက်လာခဲ့ပါတယ်နောက်ရက်မှာဒမ်ချိုင်ကအလုပ်ထွက်သွားခဲ့ပါတယ်နျူဝီကိုတောင်နှုတ်မဆက်သွားခဲ့ပါဘူးအဲ့ဒီအချိန်မှာနျူဝီရဲ့လှုပ်ဖို့ကင်မက်တယောက်ကဂျပန်တုန်းကပုံတွေပြန်ရှယ်ဖို့တောင်းဆိုလာပါတယ်။နျူဝီလည်းပုံတွေဗီဒီယိုတွေကိုပြန်ကြည့်ရင်းနဲ့မှထူးဆန်းတဲ့ဗီဒီယိုတစ်ပုဒ်ကိုတွေ့သွားခဲ့ပါတယ်။
သူမမရောက်ခဲ့ဘူးလို့ထင်နေတဲ့နှင်းပွဲတော်ကိုလဲပတ်နေခဲ့တဲ့ဗီဒီယိုတစ်ခုပေါ့ဗီဒီယိုတစ်ခုမှာသူမတယောက်တည်းပျော်ပျော်ရွှင်ရွှင်လဲပတ်နေပြီးသူမနဲ့တူတူလိုက်လဲပေးခဲ့တဲ့တစ်ဖက်သူကိုတော့မရိုက်ထားပါဘူးသူမမေ့သွားခဲ့တဲ့ရက်ကအမတ်တရတစ်ခုအနေနဲ့ဗီဒီယိုလေးပဲကြံရစ်ခဲ့ပါတယ်နောက်ပြီးသူမစီးရင်တွေကနေရာအလုံးကိုတွားလဲပြီးပြီဆိုတဲ့အတိတ်ပဲနဲ့ဒစိတုံးလေးတွေလည်းစာရွက်ပေါ်မှာထူပြီးသားဖြစ်နေပါတယ်။ပိုဆိုးတာကသူမစီမှာဘယ်ကဘလို့ရောက်နေမှမသိတဲ့နှင်းလူသားဖတ်ထားတဲ့ကောင်မလေးရုပ်တရုပ်လေးလည်းရောက်နေပြန်ပါတယ်။တကယ်တော့ဒမ်ချိုင်ကအဲ့ဒီညကညူဝီသူ့ကိုမမေ့သွားအောင်ဆိုပြီးသူနဲ့တွဲရိုက်ခဲ့တဲ့ဗီဒီယိုကိုညူဝီအိတ်သွားတဲ့အချိန်မှာပြန်ဖျက်ပစ်လိုက်တာပါ။အဲ့ဒီနေ့ကသူနျူဝီနဲ့အတူတူရှိနေခဲ့တဲ့ဆိုတဲ့တဲလွင်စားတွေကိုလည်းအကုန်ဖျက်ပစ်ခဲ့တာပါဒါကြောင့်နျူဝီကနောက်ဆုံးအချိန်ထိသူ့အကြောင်းကိုသတိမရခဲ့ပါဘူးတစ်ဖက်မှာအဲ့ဒီနေ့ကနျူဝီတကယ်ပျော်ရွှင်နေခဲ့တဲ့ဆိုတဲ့အမတ်တရလေးကိုလည်းခြံပေးခဲ့ချင်တာကြောင့်နှင်းပွဲတော်ကိုတွားလေတဲ့ဗီဒီယိုလေးကိုမဖျက်ဘဲထားရခဲ့တာပါညူဝီကတော့ဗီဒီယိုထဲမှာအမတ်တကယ်ပျော်ရွှင်နေတဲ့သူမကိုသူမပြန်ကြည့်ရင်မျက်ရည်တွေကျလာခဲ့ပါပြီအဲ့ဒီအချိန်မှာသူမကိုအရင်မရအဖက်မရလာပြောနေတဲ့ top ကိုတောင်ဂယုမဆိုင်ပဲအမြန်ထထွက်သွားခဲ့ပါတော့သူမဒမ်ချိုင်ကိုသတိပြန်ရသွားပြီးသူ့ကိုရှာဖို့ထွက်သွားတာလားဆိုတာကိုတော့သူမတယောက်ပဲသိပါလိမ့်မယ်ပရိသတ်တို့ရောညူဝီကဒမ်ချိုင်ကိုပြန်ရှာတွေ့သွားမယ်လို့ထင်ကြလားဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ